Hello အားလုံးပဲမင်္ဂလာပါဆက်ခင်မြန်နေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာကတော့ဒီ2026တွင်မှာရောက်ရှိလာမယ့် event တွေကိုစုစည်းပြီးတော့တင်ပြပေးတော့မှာဖြစ်ပါတယ်ကတိကပထမဆုံးတစ်ခုအနေနဲ့ကတော့ KOF event မှာဒီ KOF event ကတော့ဒီ2026တွင်မှာရောက်ရှိလာမယ်ဆိုပြီးတော့မှ leap တွေအရာသိထားရပါတယ်ဒီတော့ဒီ event မှာဆိုရင်တော့ဒီ KOF series ရဲ့တဲမှာပါဝင်လာတယ်ပေါ့နော်ဒီအခု6ခုရှင်တို့စကင်အပြင်ကိုမှဒီပြီးခဲ့တဲ့ဒီလာခဲ့တယ်ပေါ့နော်ဒီ Pacquiao တို့ဒီ Valerius skin ဟာလည်းပေါဝင်လာမှဆိုပြီးတော့သိထားရပါတယ်ဒီတော့တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရပါတယ်ဒါလက်ရှိမှာဆိုရင်တော့ကျွန်တော်အနေနဲ့ဒါပြထားပြီးတဲ့ပုံအရာဆိုရင်တော့ဒါကတော့ဒါအရင်ဗီဒီယိုယူသုံးထားဖြစ်တဲ့အတွက်ဒီလောက်ပဲပါသေးရပါတော့ဒီကျန်တဲ့3កောင်မပါသေးပါဘူးကဲဒါကြောင့်မလို့ဒီနည်းနည်းတော့ဖြည့်ပြီးတော့စဉ်းစားပေးပါဖြည့်ကြည့်ပေးပါပေါ့နော်ဒီ price boot ထဲမှာဆိုရင်တော့ဒါပထမဆုံးကတော့ KOF skin လာမယ်ပြီးတော့မှဒီ lucky box တွေနောက်ပြီးတော့ epic တွေနောက်ပြီးတော့ဒီ special တို့ဒါ business skin တွေပေါ့နော် normal skin တွေနောက်ပြီးတော့ item တွေဆိုပြီးတော့ရောက်ရှိလာမှာဖြစ်ပါတယ်သူကဘင်ကိုနဲ့သွားမှာဖြစ်ပါတယ်ဘင်ကိုနဲ့သွားမှာဆိုတော့ကဘင်ကိုအရပဲပေါ့နော် best skin ကိုပေါက်မှာဆိုပြီးတော့ကတော့ဒီချာပေါက်တော့တွက်လို့မရပါဘူး okay နောက်ထပ် event ကိုကျွန်တော်သွားပြီးတစ်ချက်ကြည့်လိုက်ရအောင်နောက်ထပ် event တစ်ခုအနေနဲ့ February လထဲမှာရောက်ရှိလာမယ့် Valentine skin ပဲဖြစ်ပါတယ်ဒီ Valentine skin event မှာဆိုတော့ဒါ Lancelot နဲ့ဒီ Odato skin အားရောက်ရှိလာမှာဖြစ်ပါတယ်ဒါသူရဲ့ in game ဒါဘယ်လိုပြောရမလဲ skin draw လုပ်တဲ့နေရာပေါ့နော် event ပုံစံပဲဖြစ်ပါတယ်ကဲဒီမှာဆိုတော့ Lancelot နဲ့ Odato skin ပုံစံလေးပေါ့နော်တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရပါတယ်သူက coin လေးနဲ့လဲလဲရမှာဖြစ်ပါတယ်ဒီတော့ coin လေးနဲ့လဲလဲရမှာဖြစ်ပါတယ်တကောင်ကို diamond ဒီအနေနဲ့ပေါ့နော်တစ်ခါတည်းတိုင်းပြီးတော့ဖောက်မှာဆိုရင်3500ကနေ9000ဝန်းကျင်ကုန်ကြမှာဖြစ်ပါတယ်ဒါမှမဟုတ်4000ဝန်းကျင်ပဲကုန်ကြရင်ကုန်ကြလိမ့်မယ်ပေါ့နော်ပုံမှန်အဖြစ်ကတော့ဒီ3500ကနေ9000ဝန်းကျင်လို့ပဲထည့်ပြီးပြောထားတာကမမှားပါဘူးโอเคနောက်တစ်ခုအနေနဲ့ကသူကဒါလက်ရှိမှာ collector event ပေါ့နော်ပြီးွားခဲ့တဲ့ collector event တွေကပုံစံအတိုင်းပဲအကုန်လုံးပုံစံတွေကပုံစံတူရရှိလာမှာပဲဖြစ်ပါတယ်ဒီတော့တော်တော်လေးမှလည်းမိုက်တယ် collector skin တွေလည်းပါဝင်လာနိုင်တယ်နောက်ပြီးတော့အခုလိုမျိုး lucky box တွေလည်းပါဝင်လာနိုင်တယ်နောက်ပြီးတော့ချာပေါ့နော်ဒီ item လေးတွေလည်းပါဝင်လာနိုင်မှာပဲဖြစ်ပါတယ်โอเคဒီတော့တော်တော်လေးမှမိုက်ရဲ့ event လို့ပြောလို့ရပါတယ်ကျွန်တော်ဆိုရင်တော့ဒါ Lancelot skin ပဲယူမှာပေါ့နော်တော်တော်လေးမှလည်းလာတယ်ကျွန်တော်ကလည်း jungle player တယောက်မို့လို့ပါโอเคနောက်တစ်ခုအနေနဲ့ကတော့ဒါ Entrance Season event ပဲဖြစ်ပါတယ်ဒါဒီ event မှာဆိုတော့ Mia နဲ့ Florin တို့ရဲ့ skin ဟာပါဝင်လာမှာဖြစ်ပါတယ်ဒီကောင်လေးဆိုရင်လည်းရှေ့ကဒါ Lancelot ကိုခတ်မှတ်ပေးလိုက်တဲ့အတိုင်းပဲ diamond အနေနဲ့3500ကနေ9000ဝန်းကျင်ကုန်ကြမှာဖြစ်ပါတယ်ဒီတော့ skin kit မရအောင်လားဆိုတော့ skin kit အနေနဲ့လည်းရောင်းပေးပါမယ်။ Okay ဂျားထဲမှာ kit ရောင်းတာတွေတော့နောက်မှပြောမယ်ပေါ့နော်။ဒီမှာဆိုရင်ပါဝင်လာတဲ့ price boot တွေအရာဒီ skin နှကောင်နဲ့အစားထိုးပြပေးထားတယ်။နောက်ပြီး item တွေဆိုတော့အခုပြပေးထားတယ်။ item တွေပါဝင်လာတယ်ပေါ့နော်။တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရတယ်။နောက်ပြီးတော့ရုပ်ပုံပေါင်းတွေပါအစဒီဘယ်လိုပြောရမလဲ။ဒီ Metro Zero event ကဟာယူနဲ့ဒါအစားထိုးပြထားပြီးတယ်။ coin တွေကတော့သူတို့တဲ့ဒီ event ရဲ့ official coin ပေါ့နော်ဒီ event ရဲ့အပိုင် coin လို့ပဲပြောလိုက်မယ်ပေါ့နော်အဲ့ coin တွေအနေနဲ့ပါဝင်လာပါတယ် okay သူရဲ့ event ပုံစံကတော့အခုလိုမျိုးလေးပဲဒါ event shop ပေါ့နော် event shop မှာဆိုအခုလိုပုံစံလေးပဲရောက်ရှိလာဖြစ်ပါတယ်ပါဝင်ထားတာဖြစ်ပါတယ်တကောင်တော့ coin 1200နဲ့လဲလဲရမှာဆိုပြီးတော့သိထားရပါတယ်နောက်ပြီးတော့ဒီ effect လေးတွေကိုလည်းကိုက coin ပို့တာဖြစ်ဖြစ်ဝယ်ချင်တာဖြစ်ဖြစ်အဲ့လိုမျိုးဝယ်လို့ရပါတယ်Okay တော်တော်လေးမှမိုက်တယ်ပေါ့နော်နောက်ခုနေတော့ဒါ Fania Legend ပေါ့နော်ဒါ Fania Legend ဆိုရင်တော့ဒါ April လထဲမှာရောက်ရှိလာမှာဆိုပြီးတော့သိထားရပါတယ်ဒီကောင်ဆိုရင်တော့တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရတယ်ဒီကောင်ကအရင်နှစ်ကပေါ့နော်လာသွားခဲ့တဲ့ April တို့နောက်ပြီးတော့ Guinevere တို့အဲ့လိုမျိုးတွေပေါ့နော်ရောက်ရှိလာမှာဖြစ်ပါတယ်အဲ့လိုမျိုးပုံစံနဲ့ရောက်ရှိလာမှာပေါ့နော် Okay တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရပါတယ်ဒီမှာဆိုရင်တော့ဒီအပြည့်စုံတွေမပါသေးပေမဲ့လည်းဒါတကယ်လို့ရောက်ရှိလာတဲ့အခါကျရင်သဘောကျကြလိမ့်မယ်လို့ထင်ပါတယ်။ Okay ဒီတော့သူ့ရဲ့ event shop မှာဆိုတော့ Fania skin ကို1600နဲ့လဲလူရမယ်။ပြီးတော့ dynamic effect ကိုလည်းဒီ150နဲ့လဲလူရမယ်ပေါ့နော်။နောက်ပြီးတော့ဒါ Guinevere Legend တို့ပါညာကျန်တဲ့ဟာတွေကိုလည်း coin 800 1600အဲ့လိုမျိုးတွေနဲ့လဲလူရမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒီ event ရောက်လာတယ်ဆိုရင်တော့တခုတော့ယူပြမှာပေါ့နော်။ဒါပေမဲ့တေချာတော့ပြောလို့မရသေးဘူးဘာဖြစ်လို့ဆိုတော့ကတကယ်လို့ရောက်လာခဲ့တဲ့အခါကျရင်တခုပြောင်းလဲသွားမှာမို့လို့ပါနောက်ပြီးတော့ဒီမှာဆိုရင် stand တို့ဒီ amor တို့ skin တွေကလည်းပြန်ပြီးတော့ပါဝင်လာမှာဖြစ်တဲ့အတွက်တကယ်လို့ကြိုက်တယ်ဆိုရင်တော့ယူသင့်ပါတယ်နောက်တော့ဒ
ဒီမှာဆိုရင်လည်းဒီ Hanabiya Moonlight တို့ပေါ့နော်အဲ့လိုမျိုးတွေထိပါပြန်ပြီးတော့ပါဝင်ထားတာကိုတွေ့ရပါတယ်ဒီတော့တော်တော်လေးမှလည်းမိုက်ပါလိမ့်မယ်ဒီနေ့မှာဆိုရင် skin တွေကလည်းပြီးခဲ့တဲ့နေ့ကလာခဲ့တဲ့ skin တွေအကုန်လုံးနှီးပါလည်းပြန်ပြီးတော့စုံပါလိမ့်မယ် Okay နောက်တစ်ခုအနေနဲ့ဆိုရင်တော့ဒါကတော့ဒီ Jujutsu Kaisen event မှာဖြစ်ပါတယ်ဒီ Jujutsu Kaisen ကတော့6လပိုင်း9လပိုင်းဝန်းကျင်လောက်မှာပဲပြန်ပြီးတော့ရောက်ရှိလာမယ်ဆိုပြီးတော့သိထားရတယ်ဒါပေမဲ့တိတ်ပြီးတော့ date ကတော့ကြောက်နေတဲ့တေးချာချာတိကျကျတော့ပြောလို့မရသေးပါဘူးဘာဖြစ်လို့ဆိုတော့သူ့ရဲ့အနေနဲ့လာချင်းအချိန်မှာထလာအဲ့လိုထဖောက်ပြီးတက်တဲ့ဒီမွန်းတုံရဲ့အကြောင်းကြောင့်ပါ Okay ဒီမှာဆိုရင် Jujutsu Kaisen စကင်အနေနဲ့ကတော့ဒီ series အတိုင်းပဲ၄កောင်အတိုင်းပဲပြန်ပြီးတော့ပါဝင်လာတယ်အဲဒီတော့ဘယ်လိုပြောရမလဲရှိပြီးသားလူတွေဆိုတော့ဒီ event ကို skip လိုက်လို့ရတယ်မရှိသေးတဲ့လူတွေအနေနဲ့ကတော့တကယ်လို့ကြိုက်တယ်ဆိုတော့ဖောက်လို့ရတယ်ပေါ့နော်တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရတယ်နောက်ပြီးတော့ effect တွေကိုလည်းကျွန်တော်သတင်းကြားထားတဲ့အရာဆိုတော့ rubber လုပ်ပြီးမှဆိုပြီးတော့လည်းကြားထားပါတယ်နောက်ကဲဒီတော့တော်တော်လေးမှလည်းမိုက်တယ်ပေါ့နော်ဒီတော့ coin တွေကတော့အတူတူပဲအရင်တုန်းကအတိုင်းပဲဒီ coin 1200နဲ့လဲလဲရမှာဖြစ်ပါတယ် skin kit အနေနဲ့လည်းကိုယ်မှပို့ရဲဆိုရင်ရောင်းလို့ရတယ်တကယ်လို့ငွေချင်းလည်း gift ပေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပါပဲဒါကတော့ဒီ Jujutsu Kaisen event တော့အထွေထူးရှင်းပြပေးနေစရာမလိုတော့ဘူးလို့တော့ထင်ပါတယ် Okay နောက်ထပ်တစ်ခုကိုကျွန်တော်တို့ချက်အပြီးတော့ကြည့်လိုက်ကြရအောင်ပေါ့နော်နောက်တစ်ခုအနေနဲ့ Hunter x Hunter event ပဲဖြစ်ပါတယ်ဒီ Hunter x Hunter event ကတော့ပြီးခဲ့တဲ့2024ဝန်းကျင်လောက်တုန်းကလာခဲ့တဲ့ဒါ event ပဲဖြစ်ပါတယ်ဒီနှစ်ဆောင်ပိုင်းမှာလာခဲ့တဲ့ event ပဲဖြစ်ပါတယ်ကဲဒီတော့ဒီ event ကတော့ဒါထုံးစံအတိုင်းပဲဒါ Cecilian တို့ Harriet တို့ပေါ့နော်ဒါ Julian တို့ပါဝင်လာတယ်ဒီတော့ကဒီ event ဟာဆိုရင်လည်းဒီနှစ်ထဲမှာပြန်ရောက်လာမှာဆိုတော့သိထားရတယ်ဒါပေမဲ့အမှန်တမ်းပြောရမယ်ဆိုရင်တော့ဒီ event ကတော့ Jujutsu Kaisen event လာခဲ့တဲ့အခါကျရင်ဒီ event ကတော့လာဖို့တော့မရှိတော့ဘူးလို့ကျွန်တော်ထင်တယ်တကယ်လို့ဒီ event လာရင် Jujutsu Kaisen event ကတော့လာတော့မှမဟုတ်ပါဘူးကျွန်တော်အထင်ပြောတာပါဒါကျွန်တော်အမြင်ကျွန်တော်တယောက်တည်းအမြင်ပါဒါပေမဲ့ lip တွေအရာသိထားတာတော့ဒီနေ့ထဲမှာပြန်လာမယ်ဆိုပြီးတော့သိထားရပါသေးတယ် Okay ဘာဖြစ်ဖြစ်ဒီကောင်ကတော့ confine တော့မဖြစ်ပါဘူးနောက်ပြီးတော့ Naruto ရဲ့ဒီ 2.0 event ဟာလည်းပြန်ပြီးပါဝင်လာမယ်ဒီ event မှာဆိုရင်တော့ဒါကတော့ဒါ Gushin နဲ့ Julian တို့ရဲ့ skin ကပါဝင်လာမယ်ဆိုပြီးတော့သိထားရပါတယ်ဒီတော့ဒီအရင်တုန်းကသိထားခဲ့တယ်ပေါ့နော်ဒီ Naruto 0.1.0 တုန်းကသိထားခဲ့တဲ့ဒီ lip တုန်းကတော့ဒီ Julian နဲ့ Gushin ကိုကတော့ဒါ diamond နဲ့ဝယ်လို့ရမယ်ဆိုတော့သိထားခဲ့ရတာပေါ့နော်ဒါပေမဲ့လည်းအခု Naruto 2.0 ဆိုပြီးတော့ထွက်လာခဲ့တဲ့အခါကျရင်ဒီ Gushin နဲ့ Julian တို့ကိုကတော့ဒီ event မှာဝင်ပြီးတော့ဖောက်ရမှာပဲဖြစ်ပါတယ် coin အနေနဲ့တော့1200ပဲသုံးရမယ်ကျန်တဲ့ဒီ second 4កောင်စလုံးပါဝင်လာတယ်ဒီသူ့ရဲ့ event shop မှာဆိုရင်လည်းဒီနောက်ထပ်ပေါ့နော်2កောင်ပေါင်းထားတယ်2កောင်ပေါင်းထားပြီးတော့မှကျန်တဲ့ skin တွေရောဒီစုစုပေါင်း6កောင်စလုံးကတော့ဒီ Naruto 2.0 မှာပါဝင်လာမယ်ဆိုပြီးတော့သိထားရပါတယ်သူကတော့ဒီနေ့အတွင်းမှာပဲဒီ2026ခုနှစ်အတွင်းမှာပဲရောက်ရှိလာမယ်ဆိုပြီးတော့အဓိကဒီသိထားရပါတယ်ဒီတော့ဘယ်တော့လာမလဲဆိုတော့ကျွန်တော်လည်းသိချာတော့ပြောလို့မရသေးပါဘူး Okay ဒီတော့နောက်ထပ်တစ်ခုကိုကျွန်တော်သွားပြီးတော့ကြည့်လိုက်ရအောင် Okay နောက်တစ်ခုအနေနဲ့ကတော့ဒါကတော့ Exorcist event ရဲ့ဒီပြန်ရောက်လာမယ်ဆိုပြီးတော့သိထားရတဲ့ blitz တွေပဲဖြစ်ပါတယ်ဒီ Exorcist event ကတော့ဒီလိုမျိုးဒီပြီးခဲ့တဲ့အခောက်ကလာခဲ့တဲ့ဒီ Harabusa တို့ Ganja တို့ skin အပါဝင်ဟိုမှယူရှောင်းနဲ့ဒီ Kakura တို့ရဲ့ skin ပြန်ပြီးတော့ပါဝင်လာမှာလားဆိုတာကတော့ကျွန်တော်အနေနဲ့တော့သိချပါဒါ lead တွေအရာတော့မသိရသေးပါဘူးဒါပေမဲ့သိရတဲ့လောက်ကတော့ဒါ skin အသစ်အနေနဲ့ပေါ့နော်ဒီ Exorcist ဒီ 3.0 ဆိုပြီးတော့ရောက်လာမယ်အဲ့ဒီမှာ Ruby တို့ရဲ့ skin တွေကပါဝင်လာမယ်ဆိုပြီးတော့ပဲသိထားရပါတယ်ဒီ skin ဒီပြီးခဲ့တဲ့ skin 4កောင်စလုံးပါဝင်လာမလားဆိုတာကတော့ပြန်ပါဝင်လာမလားဆိုတာကတော့ကျွန်တော်အနေနဲ့တိကျကျတော့မသိရသေးပါဘူးသိထားတဲ့လောက်ကတော့အသစ်လာမယ် skin တွေပဲပြန်ပြီးတော့ရောက်ရှိလာမယ်ဆိုတော့သိထားရတယ်ကွာအနေနဲ့လည်းထုံးစံအတိုင်းပဲ1200နဲ့လဲလို့ရမယ်တခြားဘာညာ effect တွေလည်းလဲလို့ရမှာဖြစ်ပါတယ် Okay သူကတန်းတော့မှာဆိုတော့ဒီ skin တွေတန်းပေါက်ဖို့အတွက်ကတော့ရှားတယ်ဒီတော့ဘာပဲဖြစ်ဖြစ်ပါဒီ event လာရဲဆိုရင်တော့တကယ်လို့ဒီ Gushin တို့ကန်ကြရဲ့စိတ်အမယူရသေးဘူးဆိုတဲ့လူတွေအနေနဲ့လည်းယူသင့်ပါတယ်တကယ်လို့ဒီအသစ်သီးသန့်မှလာမှာဆိုတော့ဒီ skin အသစ်တွေတည်းရပါပေါ့နော်ဒီတစ်ခုခုယူပေါ့နော်ကြိုက်တယ်ဆိုတော့ယူပေါ့နော်ကျွန်တော်အနေနဲ့ skin အသစ်တွေရတော့တစ်ခုမှတော့မကြိုက်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်မှမကင်တတ်တာ Okay ဒီတော့ဒီ Exorcist event ရဲ့ 3.0 မှာဆိုတော့ဒါ
Zorobi တို့ရဲ့ skin တွေပေါ့နော်ပါဝင်လာမှာဖြစ်ပါတယ် Okay နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီ Avast skin တွေပဲဖြစ်ပါတယ်ဒီ Avast skin တွေကပြန်ပြီးတော့မရောက်လာကြပြီဖြစ်တဲ့အတွက်2026ထဲမှာပြန်လည်ရောက်ရှိလာမှာဆိုတော့သိထားရပါတယ်သူတို့နဲ့အတူပဲပြန်ပြီးတော့မရောက်လာသေးတာကတော့ပါရှိသေးလဲဆိုရင်ဒီ Daniel Star ပေါ့နော် Daniel Star လို့ခေါ်လို့ hero event ဟာလည်းပြန်ပြီးမရောက်လာသေးပါဘူး။ကဲဒီမှာဆိုရင်တော့ဒါ Avast skin တွေအကုန်လုံးအနေနဲ့ပြန်ပြီးရောက်ရှိလာမယ်လို့သိထားရပါတယ်။ကဲဒီတော့ video လေးကဒီလောက်ပါပဲ။အဆုံးလေးလည်းပဲကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက် video တစ်ပုံမှာပဲပြန်ပြီးဆုံးတွေ့ကြပါမယ်။အားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာ။